အားလုံးမင်္ဂလာပါစမစ်တာအာမနေကျော်စာသင်တိုက်ရဲ့တိုက်တီဆယ်နှစ်ပြည့်အထိမှတ်ဖြင့်စမစ်တာရဲ့ပုံရက်ကိုဖော်ပြပေးသောစမစ်တာအာမနေကျော်စာသင်တိုက်ကိုဆယ်နှစ်တိုင်းရွေးစေခဲ့တိုးတက်စေခဲ့တဲ့အချက်10ချက်ပါထဲမှာနံပါတ်1အချက်နဲ့ပတ်သက်ပြီးတော့အနည်းငယ်ရှင်းပြလိုပါတယ်အချက်10ချက်ပါထဲမှာနံပါတ်1အချက်ကတော့ဝေသောအနာဂတ်ကိုရည်ရွယ်၍မတူညီသောသူများနှင့်တူညီတဲ့ခေါင်းစဉ်တစ်ခုအောက်မှာစမစ်တာကိုစတင်ဖွဲ့စည်းခြင်းအဲ့ဒီမှာဝေသောအနာဂတ်ကိုရည်ရွယ်ဆိုတာမိမိတို့သည်မိမိတို့ရဲ့ဘဝအနာဂတ်အတွက်မဟုတ်ဘူးစမစ်တာအကြောင်းရဲ့အနာဂတ်အတွက်လည်းမဟုတ်ဘူးမိမိတို့ရှင်သန်ပေါက်ဖော်လာရာအတိုက်ဝန်တစ်ခုလုံးရဲ့အနာဂတ်ရဲ့မိမိတို့ရဲ့သာသနာတော်ကြီးရဲ့အနာဂတ်ရဲ့ဒီဝေလုံးတဲ့အနာဂတ်တွေကိုရည်ရွယ်ပြီးတော့မှဆိုလိုခြင်းဖြစ်ပါတယ်နောက်တစ်ခါမတူညီသောသူများနှင့်မတူညီတဲ့လူတွေဆိုတာမိမိတို့သည်ယဟန်တန်ခါဖြစ်တဲ့အလျောက်လူတွေထက်မြင့်မြတ်သောစိတ်ထားမျိုးလူတွေထက်မြင့်မြတ်သောစံမျိုးရှိနေရမှာဖြစ်ပါတယ်ဒါကိုပဲပါဠိတော်မှာဩတရိမနုဿဓမ္မလူတွေထက်မြင့်မြတ်သောစံလူတွေထက်မြင့်မြတ်သောစိတ်ထားမျိုးကိုယဟန်တန်ခါတွေမှာရှိကိုရှိနေရမှာဖြစ်ပါတယ်နောက်တစ်ခါယဟန်တန်ခါများရဲ့သာသင်တိုက်ဖြစ်ဘလို့တိုက်မျိုးပဲတီထောင်သူရဲ့ပထမဆုံးဘော်ဒီဖွဲ့စည်းပုံအခြေခံဟာအပဒမမျိုးစင်လုံးဖို့အပဒမမြင့်မြတ်မှန်ကန်ဖို့လိုတယ်လို့ခံယူချက်ရှိတာနဲ့မတူညီတဲ့လူတွေဖြစ်တဲ့မိမိနဲ့ဆွေမျိုးမတော်ရဲရွာမတူဆရာမတူပဲမဲ့လည်းပဲတူညီသောသူတွေဖြစ်ရင်တူညီသောစိတ်ထားရှိရင်အလောလောလို့ရပြီဆိုတဲ့ရည်ရွယ်ချက်နဲ့ဆွေမျိုးဆွဲရွာဆွဲရက်ဆွဲရေသားဆွဲတွေကိုမထားပဲဗဒါနမထားပဲနဲ့စမစ်တာနာယကများကိုလက်ရက်ခေါ်ယူကာဖွဲ့စည်းခဲ့ခြင်းကိုရည်ရွယ်၍မတူညီသောသူများနှင့်ဖွဲ့စည်းခဲ့ခြင်းလို့လိုက်ပဲဆိုလိုခြင်းဖြစ်ပါတယ်နောက်တစ်ခါတူညီတဲ့ခေါင်းစဉ်တစ်ခုအောက်ပါဆိုတာကမိမိတို့သည်ရင်းမာမာခိုင်မာရင်းကြက်ခိုင်မာဖြစ်ဖို့အရေးအကြီးဆုံးဖြစ်ပါတယ်သာသနာတော်ကြီးတည်တတ်တိုးပွားဖို့အတွက်မေတ္တာဆက်ရယ်ကရုဏာဆက်ရယ်မုဒိတာဆက်ရယ်အခြေခံအကောင်းဆုံးဒါမှမဟုတ်စာအမြင့်ဆုံးပါရှိနေမှသာမိမိတို့ရည်မှန်းသောလိုက်ပံဆိုတဲ့လွတ်လပ်ခြင်းလွတ်မြောက်ခြင်းလိုက်ပံကိုရရှိရမှာဆိုတဲ့ဥတည်ချက်နဲ့တူညီတဲ့ခေါင်းစဉ်တစ်ခုအောက်ကိုရည်ရွယ်ပြီးတော့သာသနာတော်အတွက်အလုံးလုံးကြမယ်ဆိုတဲ့အကောင်းဆုံးသောစံထားတွေနဲ့ရှေ့အနာဂတ်ကိုကြိုကြည့်ပြီးတော့တူညီတဲ့ခေါင်းစဉ်တစ်ခုအောက်တွင်စမစ်တာကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်စမစ်တာရဲ့ပုံရိပ်ပြပါဝေသောအနာဂတ်ကိုကြုံမြင်၍ဆိုတာမိမိတို့ရဲ့ဘဝအနာဂတ်တော့မဟုတ်ဘူး။စမစ်တာကြောင်းတိုင်းတစ်ခုတည်းရဲ့အနာဂတ်တော့လည်းမဟုတ်ဘူး။မဟုတ်တယ်မိမိတို့ရှင်သန်ပေါက်ဖွားလာရာအသက်ဝန်တစ်ခုလုံးသာသနာတော်တစ်ခုလုံးရဲ့အနာဂတ်ကိုရည်ရွယ်ပြီးတော့မတူညီသောသူတွေကိုစုရုံးကစီဝဲစေကတူညီတဲ့ခေါင်းစဉ်တစ်ခုသာသနာတော်ဆိုတဲ့တူညီတဲ့ခေါင်းစဉ်တစ်ခုအောက်မှာစမစ်တာကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်စမစ်တာရဲ့ဖွဲ့စည်းပုံကိုဝမ်းမြောက်ဝမ်းသာသာဓုနုမောဒနာခေါ်ဆိုနိုင်ရန်ရှင်းပြရခြင်းဖြစ်ပါတယ်။အလုံးကိုစိတ်နှပါကျမ်းမာချမ်းသာကြပါစေ။စမစ်တာဆန်းလာပါမှာချမ်းမြသာယာကြပါစေ။
ဒ